ကဲမင်္ဂလာပါကျွန်တော်ဒီနေ့ကသမောစီပါပါသမောပတ်စီမှာဒီမဲ့သမောပါဟောကြောင့်အဲကြောင့်အေးတဲ့နေရာပေါ်မှာနေဘူးတော့မရှိတော့ကဲအခုကျွန်တော်ရောက်တာ web pro ဘုရားကျောင်းနှောင်းတော်မူဘုရားကျောင်းလို့ပေါ့နော်အားကိုရောက်ရှိတာပါဗျာကဲကားတွေကိုကျွန်းနေပေါ့နော်ကျွန်းတကားတွေထိန်းသိမ်းတာတော့ဒီကျွန်တော်တို့တွေက fiber ပေါ့နော် fiber တစ်ခုငုံလိုက်တယ်သူများရှိမှအဲ့လိုထိန်းသိမ်းတာလေလားကျွန်တော်ဒါလို့သွားသတိရတယ်အဲ့ဒီကျွန်းတကားတွေပြည်သားတကားတွေသွားသတိရပဲကျွန်တော်မန္တလေးဒါတော့ကျွန်တော်အဓိဋ္ဌာန်မားကြည့်တာပေါ့နော်မားတော့မားခဲ့တာပဲချောရဗျာချောရကျွန်တော်မင်းသားပါခင်ဗျာဟုတ်ပြီရှင်းရှင်းကျွန်တော်မင်းသားပါခင်ဗျာကျွန်တော်ဒါတော့လောင်းတော့ဘူးဖျားဝင်းနေပေါ့နော်ကျွန်တော်တို့ဝင်သွားခြင်းဖြစ်ပါတယ်ဗျအထဲမှာတော့လူတွေတော်တော်များစီစီကားကားလည်းရှိကြပါတယ်ပေါ့နော်တော်တော်လေးကိုစီကားကြပါတယ်ဒီဖျားကြီးကတော်တော်လေးသက်ပယ်တယ်ဗျကျွန်တော်ဒါချီတော်ရပေါ့နော်ချီတော်ကကမာခရုစင်ချေမှုအတက်ပညာလို့လည်းနော်လောက်ထားတာပေါ့နော်စကြဝဠာတဲ့နမိတ်လက္ခဏာအရာပေါ့နော်တရား၈ပါးကိုစားပြုတယ်လို့လည်းဆိုကြတယ်ဗျဒီအလဲကအဝိုင်းကြတော့ကျွန်တော်တို့တွေဓမ္မစကြာလို့လည်းခေါ်ကြတယ်ခင်ဗျထိုင်းအယူဆတယ်ဒါကျွန်တော်စူတောင်းကြတာပေါ့နော်အကျွေးစီလေးစူတောင်းပြီးတော့ဒါထဲတာပေါ့နော်ကဲဒီနေရာလေးကတကယ်ကိုတာယာတဲ့နေရာလေးပေါ့နော်ကြားကြီးရှိရဒီကျန်ကျွန်တော်နောက်ထပ်ဝက်အာရွန်ဖျားเจ้าပေါ့နော်ဖျားเจ้าတော့ကျွန်တော်မဝင်တော့ဘူးဗျဘာလို့မိုးတွေကအသေးနဲ့ချလာတော့ကျွန်တော်လည်းမဝင်ပြတော့ဘူးပေါ့နော်ကဲဒါတော့လှေရောက်လာပြီပေါ့နော်ကျွန်တော်လှေပေါ်တက်ပြီးတခါတည်းကိုကျွန်တော်တို့ Icon Slan ထီကိုကျွန်တော်လိုက်ပါပြီးတော့စီမံ Icon Slan ရောက်မှာကဲ Icon Slan ရောက်ပြီပေါ့နော်ဘိုးရတယ်ရွာရကျွန်တော်တမောပါမနေ့ကိုဆင်းရမိုးရွာလာပြမှာ Icon Slan နေပါကျွန်တော်တို့အိမ်ပြန်ပါမယ်ဒီနေ့လေးစီးတဲ့ခီးစဉ်ကတော့ပြီးသွားပြီပေါ့နော် Icon Slan မှာလည်းအဆုံးသတ်လိုက်ပါပြီအားလုံးကျေးဇူးတင်ပါတယ်ဗျ